စာစဉ်သုံးမင်းရှင်နှင့်အလင်းရောင်စာရေးသူဆရာအောင်စီသူမင်းရှင်သည်ကလေးမလေးကိုဘော်ကထူးဆန်းသောမြူကိုများကိုကြည့်ကခဏတာတွန့်ဆုတ်သွားသည်သူသည်ဆရာကြီးဝိဇ္ဇာနှင့်အတူရှိစဉ်ကအပင်အဝင်ခံရသူများပြူစားခံရသူများနှင့်လေဖြတ်လေငန်းဝေဒနာရှင်များကိုသာကုသပေးခဲ့ပူခြင်းဖြစ်သည်ယခုကဲ့သို့နတ်အညိုးနှင့်ပတ်သက်သည့်အငွေ့အသက်မျိုးကိုမူတခါမှလက်တွေ့မကုသဘူးသေးပေဆရာကြီးပဲကုပေးပါဗျာကျွန်တော်ကပညာနုသေးလို့ပါဟုမင်းရှင်ကဘေးကလူကြီးကိုရိုးရိုးသေးသေးတောင်းပန်လိုက်သည်လူကြီးကမင်းရှင်ကိုအားပေးသည့်အလားပြုံးကြည့်ရင်မောင်ရင်ပဲကုပါကွယ်ဦးကြီးကဘေးကနေကြည့်ပေးပါမယ်ဒါနဲ့မောင်ရဲ့နာမည်ကဘသူလဲကျွန်တော်နာမည်မင်းရှင်ပါဆရာကြီးအော်မင်းရှင်မင်းတယောက်သေးတာအသက်ရှင်ခဲ့လို့ဒီနာမည်ဖြစ်လာတာကိုဦးကြီးနာမည်ကဦးဘုံမြင့်ပါအဲ့လိုဆရာကြီးကနက်နဲစွာဆိုသည်ထိုစဉ်လူနာရှင်အတော်ကြီးကစိတ်မရှိတော့ပဲကြားဖြတ်ပြောလိုက်သည်ဆရာတို့ကိုခေါ်လာတာစကားဖောင်ဖွဲ့နေဖို့မဟုတ်ဘူးနော်ကလေးကအရေးကြီးနေပြီကုမှဖြစ်လဲမြန်မြန်ကုပေးကြပါဦးဟုတ်ကဲ့ပါတော်မင်းရှင်ကပြပြတလဲပြန်ပြောပြီးဂရင်နာသို့တိုးသွားလိုက်သည်သူသည်အတွေ့အကြုံမရှိသေးသဖြင့်ဘာမှမလုပ်တတ်သေးပဲဥပုံမြင့်ကိုအခုညီတောင်းသည့်မျက်လုံးများဖြင့်လှမ်းကြည့်လိုက်သည်ဥပုံမြင့်ကမင်းရှင်၏အခြေအနေကိုရိပ်မိပုံရသည်သူကမင်းရှင်၏နားနာသို့တိုးကပ်ခါတိုးတိုးလေးလမ်းညွှန်လိုက်သည်ဥပုံမြင့်၏လမ်းညွှန်မှုကိုကြားလိုက်ရသည်နှင့်မင်းရှင်၏စိတ်ထဲတွင်လျှက်စစ်စီးသွားသကဲ့သို့သတိတစ်ခုဝင်လာသည်ဟုတ်တယ်မိမိတွင်ဆရာကြီးဥဝိဇ္ဇာအမွေပေးခဲ့သောဂုံတော်ကွန်ရက်အာနာစက်နှင့်စိတ်ဆွမ်းအားတမာတိရှိနေသည်ပဲမင်းရှင်သည်မျက်လုံးကိုခဏမိတ်ကအသက်ကိုခက်မှန်မှန်ယူသွင်းပြီးစိတ်ကိုတမတ်ထဲ၌တီလိုက်သည်သူ၏ကိုရောင်ကိုဝါမှာတည်ငြိမ်အေးချမ်းသွားပြီးနောက်ဘေးမှအတော်ကြီးကိုကြည့်ကလေးနက်သောလေသံဖြင့်မေးလိုက်သည်တော်ကလေးမလေးနာမည်ကဘသူလဲဗျကလေးမလေးနာမည်ကနှင်းနုဝေပါဆရာလေးစနေသမီးပါအဲ့လိုဒေါ်ကြီးကခက်ပြပြဖြေလိုက်သည်မင်းရှင်သည်ကလေးမလေး၏ဂရင်ချိန်ရင်တွင်နေရာယူလိုက်သည်သူ၏မျက်ဝန်းများကစောစောကကဲ့သို့တွန့်ဆုတ်ခြင်းမရှိတော့ဘဲစူးရှားတောက်ပလာသည်မင်းရှင်သည်လက်တစ်ဖက်ကိုကလေးမလေးရှိရာသို့ဖြန့်တန်းကဟိန္ဒူမင်းအလားအာနာဇက်ပါသောအတန်ဖြင့်အမိန့်ပေးလိုက်လေတော့သည်အခုစနေသမီးနှင်းနုဝေကိုပြူစားနှိပ်စက်ထားတဲ့ပုဂ္ဂိုလ်ငါအရှိကိုချက်ချင်းလာစမ်းမင်းမှာအတားအဆီးအစီရင်တွေရှိရင်အကုန်ပယ်စီမလာခဲ့ရင်တော့ငါရှိကနေရာကလွဲလို့ကျန်တဲ့နေရာအားလုံးကိုမင်းအတွက်ငရဲမီးလို့ပူလောင်စီမင်းရှင်၏အမိတ်ပေးတံမှာအခန်းတစ်ခုလုံးတုန်ခါသွားစေသည်တာမန်အားဖြင့်နုနယ်သောလူငယ်တယောက်၏အတန်ဟုမထင်ရပဲလေးနက်တည်ငြိမ်လွန်းသဖြင့်ဘေးမှမြမောင်နှင့်အတော်ကြီးတို့မှကြက်သေးမွေညင်များထသွားကြသည်မင်းရှင်၏အမိတ်အဆုံးတွင်ဂရင်ပေါ်မှကလေးမလေးနှင်းနုဝေမှဆက်ခနဲတုံတက်သွားပြီးသူမ၏ကိုယ်ပေါ်ကအဖြူရောင်မြူကိုးများမှလှိုင်းထားတကဲ့သို့တစ်ဖြက်ဖြက်လှုပ်ရှားလာသည်ထိုခဏမှပင်ကလေးမလေး၏ပါးစပ်မှလူတံမဟုတ်သောစူးရှရှအော်တန်ကြီးထွက်ပေါ်လာပြီးအခန်းတောင်းမှလေပွေအေးတစ်ခုတဝေါဝေါနှင့်မင်းရှင်၏ရှေ့သို့တိုးဝင်လာလေသည်ဆရာကြီးဦးဖုံးမြင့်ကတော့မင်းရှင်၏ပညာစွမ်းကိုသဘောကျသည့်ဟန်ဖြင့်ခက်ပြုံးပြုံးသာကြည့်နေတော်လဲမြမောင်မှမူမိမိဆရာ၏ရုပ်ချီးပြောင်းလဲသွားသောအာနာဇက်ကြောင့်မှင်သက်အံ့ဩလျက်ကြံရစ်ခဲ့ပါတော့သည်လေပွေအေးကြီးကမင်းရှင်၏ရှေ့တွင်ရက်တက်သွားပြီးနောက်တဖြည်းဖြည်းနှင့်ပုံရိပ်တစ်ခုထင်ရှားလာသည်၎င်းမှာလူရိပ်လိုတိရစ္ဆာန်ရိပ်လိုနှင့်ကြောက်မက်ဖွယ်ကောင်းသောတောဆောက်နတ်ဆိုးတစ်ကောင်၏ဝိညာဉ်ပင်ဖြစ်သည်၎င်း၏မျက်လုံးများကနီးရဲနေပြီးမင်းရှင်ကိုရန်လိုသောအမှုအရာဖြင့်ကြည့်နေသည်မင်းရှင်ကထိုဝိညာဉ်ကိုစိုက်ကြည့်ကာတွင်ငိမ့်စွာမေးလိုက်သည်မင်းဘာကြောင့်ဒီအပြစ်မဲ့တဲ့ကလေးမလေးကိုဒီလောက်ထိနှိပ်စက်နေရတာလဲမင်းမှာဘလို့အညိုးရှိလို့လဲထိုအခါဝိညာဉ်ဆိုးကြီးကခက်ထန်သောအတန်ဖြင့်ပြန်လဲဟိမ့်ဟောက်လေသည်ဒီကလေးမလေးကငါနဲ့မြေတဲကိုလာပြီးငါ့ကိုစော်ကားခဲ့လို့ပဲငါတို့တောတောင်ဆိုတာနတ်ဆိုနတ်ပိုင်တွေရှိတာမင်း तू မသိဘူးလားဒီကလေးမကငါအိမ်ယာနေရာမှာအပေါ့ဆွံ့ုံနေမကောက်ဘူးငါကိုလည်းရိုင်းဆိုင်တဲ့စကားတွေနဲ့ဆဲဆူခဲ့တယ်
နှုတ်လည်းမဆောက်လက်လည်းမဆောက်တဲ့သူငါကတော့အသက်ရှင်ခွင့်မပေးနိုင်ဘူးမင်းရှင်ကတပ်ပြင်းတစ်ချက်ကိုချလိုက်သည်မြမဒလိထုံတန်းတွင်လူကြီးမိဘများအမြဲမှားကြားလေးရှိသောနှုတ်ဆောက်လက်ဆောက်ဟူသည့်စကား၏အရေးကြီးပုံကိုသူနားလည်သွားသည်တဘာဝတောတောင်တဲတွင်မစင်မချင်ပြုမှုမိခြင်းကယခုကဲ့သို့ဘေးဒုက္ခကိုခေါ်ဆောင်လာခြင်းပင်ဒါဟာကလေးတယောက်ရဲ့မတိနားမလည်မှုကြောင့်ဖြစ်ခဲ့တာပါမင်းရဲ့အညိုးကိုခုချက်ချင်းရုပ်သိမ်းလိုက်ပါအဲ့လိုမင်းရှင်ကဆိုတော့လေဝိညာဉ်ဆိုးကခေါင်းမာစွာဖြင့်ညှင်းဆန်နေစေဖြစ်သည်ထိုစဉ်ဘေးမှကြည့်နေသောဆရာကြီးဦးဖုံးမြင့်ကမင်းရှင်ကိုအသာအရာအချက်ပြလိုက်သည်မင်းရှင်သည်ဆရာကြီး၏အလိုကိုသိသည်နှင့်ကလေးမလေး၏မိဘများကိုလှည့်ပြောလိုက်သည်တော်ကလေးမလေးကတောထဲမှာမစင်မချင်ပြုတ်မှုမိလို့တောဆောင်နဲ့အမျက်ထွက်နေတာပဲအခုချက်ချင်းကလေးမလေးကိုစားတောင်းပန်ကြောဖို့ပစ္စည်းတွေပြင်ဆင်ပါပြီးရင်ကျွန်တော်ကမေတ္တာသုံးနဲ့အင်းစွမ်းအားကိုသုံးပြီးဒီအညိုးတွေကိုဖြေပေးပါမယ်မင်းရှင်သည်သူ၏လွယ်အိတ်ထဲမှမေတ္တာကွန်ရက်အင်းကိုထုတ်လိုက်သည်ဤတစ်ကြိမ်တွင်သူသည်အာနာဇက်ကိုမသုံးတော့ဘဲအေးမြသောမေတ္တာဓာတ်ကိုအခြေခံ၍ဝိညာဉ်ဆိုး၏ဒေါသကိုငြိမ်းအေးစေရန်ကြိုးစားလေတော့သည်။ကိုင်းမင်းရဲ့အညိုးတွေကိုလွှတ်လိုက်ပါတော့ဒီကလေးမလေးမသိလို့မှားခဲ့တဲ့အတွက်ငါကပဲအာမခံပြီးတောင်းပန်ပေးမယ်။မင်းလည်းဒီထက်မြင့်တဲ့ဘဝကိုရောက်အောင်ငါကုသိုလ်အမြတ်ပေးဝေပေးပါမယ်။မင်းရှင်ကမေတ္တာပို့ရင်အင်းပြားကိုရေခွက်ထဲထည့်လိုက်တော့အခါရွှေရောင်အလင်းတန်းများကအခန်းထဲတွင်ပြန့်နှံ့သွားပြီးဝိညာဉ်ဆိုး၏ခတ်ထန်သောမျက်နှာမှာတဖြည်းဖြည်းနှင့်နူးညံ့ပျော့ပြောင်းသွားပါတော့သည်မင်းရှင်သည်ဆရာကြီးဦးဝိဇ္ဇာသင်ကြားပေးခဲ့သည့်အခြေခံတရားနှင့်ယခုနားနားတွင်ရှိနေသောဆရာကြီးဦးပုံးမြင့်၏တည်ငြိမ်မှုတို့ကိုအာရုံယူကာကုထုံးသစ်တစ်ရက်ကိုစတင်လိုက်သည်အမောင်ကိုအမောင်နှင့်တိုက်လျင်ပို၍သာမှောင်မိုက်သွားမည်ဖြစ်ရာအလင်းရောင်ဖြစ်သောမေတ္တာဖြစ်သာဖြည့်ရှင်းရန်ဆုံးဖြတ်လိုက်လေခြင်းဖြစ်သည်မင်းရှင်သည်လက်အုပ်ကိုအသာအရာချီကာမျက်တောင်တို့ကိုပိတ်လိုက်သည်သူ၏စိတ်အာရုံကိုထိုတောဆောက်နှင့်ရှိရာသို့ဖြန့်ကျက်လိုက်ပြီးအေးမြလှသောမေတ္တာဓာတ်ကိုစတင်စီးဆင်းစေတော့သည်ဤနယ်မြေကိုစောင့်ကြရသောတောဆောက်နှင့်တောဆောင်နှက်များဘေးရန်ကင်းကြပါစေစိတ်ဆင်းရဲခြင်းကင်းကြပါစေကိုယ်ဆင်းရဲခြင်းကင်းကြပါစေမင်းရှိန်၏နှုတ်ဖျားမှတိုးတိုးလေးထွက်ပေါ်လာသောမေတ္တာတန်သည်အခန်းတွင်ရှိတင်းမာမှုများကိုချက်ချင်းပင်ရောကျသွားစေသည်ထို့နောက်သူကကုသိုလ်ပြုအမျှဝေခြင်းကိုဆက်လက်လှုပ်ဆောင်လိုက်သည်ကျွန်ုပ်ယနေ့တိုင်အောင်အားထုတ်ခဲ့သမျှသောဒါနသီလဘာဝနာကုသိုလ်အစုစုတို့ကိုဤနယ်မြေဆောက်နတ်မင်းများရရှိကြပါစေရရှိပြီးနောက်ကျွန်ုပ်၏တပည့်မလေးအပေါ်ထားရှိသောအမျက်ဒေါသများပြေပြောက်၍တာဓုခေါ်နိုင်ကြပါစေသောမင်းရှင်ဤစိတ်ဆွမ်းအားနှင့်ပေါင်းဆက်ထားသမျှသောအမျှပေးဝေသံအဆုံးတွင်ထူးဆန်းသောအဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာသည်ခက်ထန်နေသောဝိညာဉ်ဆိုး၏ပုံရိပ်သည်တဖြည်းဖြည်းနှင့်ကြည်လင်သောအယောင်အဖြစ်ပြောင်းလဲသွားပြီးမင်းရှင်ကိုဥညွတ်နှုတ်ဆက်ကလေထဲတွင်ပျောက်ကွယ်သွားလေတော့သည်တပြိုင်နက်တည်းမှာပင်ကလေးမလေးနှင်းနုဝေ၏ကိုပေါ်ကအဖြူရောင်မြူကိုများမှလွင့်စင်သွားပြီးကလေးမလေးသည်အိယာမှနိုးလာသူတဦးကဲ့သို့မျက်လုံးများပွင့်လာသည်မေမေသမီးပိုက်စားတယ်ထိုအတန်လေးကိုကြားလိုက်ရချိန်တွင်ကလေးမလေး၏အမေဖြစ်သူမှာဝမ်းသာအားရဖြင့်ကလေးကိုပွေ့ဖက်ခါငိုရှိုက်လေတော့သည်မင်းရှင်သည်နှစ်ဖူးမှချွေးစများကိုတုပ်လိုက်ရင်းဆရာကြီးဦးဖုံးမြင့်ကိုလှည့်ကြည့်လိုက်သည်တာတုတာတုတာတုပါဗျာမောင်ရင်ရေအထက်လန်းပညာရဲ့အနှစ်သာရကိုမောင်ရင်ကောင်းကောင်းအသုံးချနိုင်သွားပြီအဲ့လိုဦးဖုံးမြင့်ကကြည်နူးစွာချီးကျူးလိုက်သည်ညမောင်မမူသူဤဆရာဖြစ်သူမင်းရှင်ကိုအံ့ဩလေးစားစွာဖြင့်ကြည်နေမိသည်ပညာဆိုသည်မှာနှိမ်နှင်းရန်တသက်မဟုတ်ဘဲရန်ကိုရန်ခြင်းမတုံ့ပြန်ပဲမေတ္တာဖြင့်အေးငြိမ်းအောင်ပြုလုပ်နိုင်ခြင်းကသာအစစ်အမှန်ဖြစ်ကြောင်းသူတို့ဆရာတပည့်နှစ်ဦးစလုံး
ယနေ့တွင်လက်တွေ့သိမြင်လိုက်ကြလေတော့သည်မြိုင်သာယာရွာကလေးဤအေးချမ်းသောလေထုထဲတွင်မင်းရှင်နှင့်မြမောင်တို့၃ရက်ခန့်ဆက်လက်တဲခိုဖြစ်ခဲ့ကြသည်ထိုရက်များအတွင်ဆရာကြီးဦးဖုံးမြင့်၏နည်းနည်းလာသောပညာဗဟုသုတနှင့်တည်ငြိမ်သောအမှုအရာတို့ကသူတို့ကိုများစွာဆွဲဆောင်နိုင်ခဲ့သည်ဆရာကြီးသည်မင်းရှင်၏ကုထုံးများကိုကြည့်ကာသဘောကျလျက်မောင်ရင်ကဆရာကြီးဦးဝိဇ္ဇာရဲ့တပည့်လေးပဲအခြေခံရောစိတ်သက်ပါတိတ်ကောင်းတာပဲခိုင်းဦးကြီးတက်သမျှပညာလေးတွေအကျွင်းအကြံရှိရင်မောင်ရင်တို့နှစ်ယောက်လက်ဆင့်ကမ်းပေးရမှာပေါ့အဲ့လိုဆိုကပညာများစတင်သင်ကြားပေးလေတော့သည်ပညာသင်ကြားရာတွင်ဆရာကြီးကစိတ်တည်ငြိမ်မှုကိုအခြေခံသည့်ဝင်လေထွက်လေကျင့်စဉ်ကိုအဓိကထားလေ့ကျင့်ပေးသည်ပညာသင်တယ်ဆိုတာစိတ်ကိုအရင်ပြင်ရတာပဲမောင်ရင်တို့ဝင်လေထွက်လေကိုသိနေရမယ်လေဝင်တာကိုသိပါစေလေထွက်တာကိုသိပါစေလေဝင်လေထွက်သိနေတဲ့စိတ်ဟာမတုံ့လှုပ်တော့ဘူးအဲ့ဒီခါမှမင်းတို့ဆွဲတဲ့အင်ကွက်မင်းတို့ရွတ်တဲ့ဂါထာဟာအသက်ဝင်လာမှာအဲ့လိုဆိုကနီးစနစ်တကျသွန်သင်ပေးသည်တနေ့တွင်ဆရာကြီးသည်မြမောင်ကိုအနားသို့ခေါ်လိုက်သည်မြမောင်ဟိုတငယ်လာစမ်းဟုတ်ဆရာကြီးပြစမ်းမင်းလက်မြမောင်ကအကျမ်းမြင်ပေါ်တွင်ဒူးထောက်ထိုင်ကသူ၏လက်ဖွားကိုဖြန့်ပြလိုက်သည်ဆရာကြီးသည်မြမောင်၏လက်ဖွားပြင်ရှိလက္ခဏာလမ်းကြောင်းများကိုအသေးချာတွက်ချက်ကြည့်နေသည်လက်ခလဲအောက်ရှိစနေကုန်း၏အနေအထားလက်သန်းအောက်ကဗုဒ္ဓဟူးကုန်း၏တက်ကြွမှုနှင့်ဉာဏ်လန်းကြောင်း၏ရှည်လျားမှုကိုကြည့်ကာဆရာကြီးကပြောလိုက်သည်လက္ခဏာကတော့တိတ်ကောင်းတာပဲမင်းဟာမင်းရှင်နဲ့အတူရှေ့လျှောက်လူတွေကိုကယ်တင်မဲ့ဆရာတစုဖြစ်လာမဲ့သူပဲဒါမဲ့မြမောင်အထက်လန်းပညာမှာအောင်မြင်တက်မြောက်မဲ့သူဟာအတိတ်ကနာမည်ဟောင်းကိုစွန့်ပယ်ပြီးနာမည်အသစ်နဲ့ဘဝအသစ်ကိုစရတယ်ဆရာကြီးကမြမောင်ကိုစူးစိုက်ကြည့်ကလေးနက်စွာဆိုလိုက်သည်မင်းရဲ့နာမည်ကိုဒီနေ့ကစပြီးအလင်းရောင်လို့မှတ်ယူရမယ်နေရောင်လက်ရောင်တွေလိုပဲအမှောင်ထုထဲမှာရှိနေတဲ့သူတွေကိုအလင်းပေးနိုင်တဲ့သူဖြစ်ရမယ်ကဲမောင်အလင်းရောင်အဲ့လိုကိုတတ်မှတ်လိုက်တော့မြမောင်သည်ဝမ်းသာအားရဖြင့်ဆရာကြီးကိုဦးချကြောရင်းပြောလိုက်သည်ဟုတ်ကဲ့ပါဆရာကြီးဒီနေ့ကစပြီးကျွန်တော်ကအလင်းရောင်ဖြစ်ပါပြီမင်းရှင်သည်လည်းမိမိ၏ခရီးပေါ်နာမည်အသစ်ရသည်ကိုကြည်ကာကြည်နူးမိနေသည်ဆရာကြီးဦးဖုံးမြင့်သည်သူတို့နှစ်ဦးကိုပညာများသာမကရှေးရှောက်လန်းရမည့်ဘဝလန်းခရီးစဉ်အတွက်လိုအပ်သောအတွေ့အခေါ်များကိုပါတဘာဝကြကြသွန်သင်ဆုံးမပေးခဲ့လေသည်ဆရာကြီးဦးဖုံးမြင့်သည်မင်းရှင်နှင့်မောင်အလေးရောင်တို့ကိုကျောင်းဆောင်အေးအေးလေးတစ်ခုအတွင်ခေါ်ယူကာအထက်လန်းပညာ၏အနှစ်သာရများကိုစနစ်တကျသွန်သင်ဆုံးမလေတော့သည်မောင်ရင်တို့အထက်လန်းပညာဆိုတာအပြင်ပန်းဂါထာမန္တန်တွေထက်စိတ်လက်ပိုင်းဆိုင်ရာပြင်ဆင်မှုကအဓိကပဲအခုဦးကြီးပြောတာကိုသေချာမှတ်သားကြဆရာကြီးသည်အောက်ပါအချက်များကိုအသေးစိတ်ရှင်းလင်းသင်ကြားပေးသည်ပထမဆုံးက၅ပါးသီလပဲအထက်လန်းပညာကဖြူစင်တဲ့စွမ်းအားကိုအခြေခံတာသီလမလုံရင်ဘယ်ဂါထာမှအာနိသင်မရှိဘူးအထူးသဖြင့်လိန်ပြောတာနဲ့တည်ရည်တရက်ကိုအပြတ်ရှောင်နိုင်ရမယ်သီလဟာမင်းတို့အတွက်အခိုင်အမာဆုံးအကာအကွယ်ပဲအထက်လန်းဆရာတိုင်းကဗုဒ္ဓနုတ္တိဘုရားကုံတော်ကိုအခြေခံရတယ်ဣတိပိသောဂုံတော်ကိုအတိပ္ပယ်နားလည်အောင်အရင်လေ့လာကြပြီးရင်မေတ္တာဘာဝနာပွားများရမယ်ကိုရောတတ္တဝါအလုံးကိုပါမေတ္တာထားနိုင်မှပညာကအသက်ဝင်မှာဆရာမပါပဲကိုယ်တိုင်သင်မှုခတ်တယ်အခုဦးကြီးကမောင်ရင်တို့ကိုလမ်းစဉ်မှန်အောင်ပြပေးမယ်ဦးကြီးပေးတဲ့အဋိဋ္ဌံကိုပြီးမြောက်အောင်လုပ်ရမယ်ဥပမာရက်နှဲငယ်အတွင်းဂုံတော်ဘယ်နှပတ်ဆက်ရမယ်ဆိုတာမျိုးပေါ့ဒါဟာစိတ်ဓာတ်ကိုစမ်းသပ်တာပဲဂါထာရွတ်တဲ့အခါစိတ်စူးစိုက်မှုကောင်းမှုလိုတယ်။ဒါကြောင့်စောကသင်ပေးတဲ့အာနာပါနဝင်လေထွက်လေရှုမှတ်တာကိုနေ့စဉ်မပြတ်ကျင့်ကြံရမယ်။စိတ်ငြိမ်မှပညာကထက်မြက်တာ။စိတ်ပိုင်းဆိုင်ရာတွေခိုင်မာလာပြီဆိုမှကိုယ်ဆောင်နဲ့ပင်နီးဘေးကင်းဂါထာနဲ့အင်းကွက်တွေကိုသင်ပေးမယ်။အခုလောလောဆယ်တော့ဣတိပိသောဂုံတော်ကိုနေ့စဉ်အဋိဋ္ဌံဝင်ပတိစိတ်ချင်းကနေစတင်ကြ
မင်းရှင်နှင့်မောင်အလင်းအောင်တို့သည်ဆရာကြီး၏အဆုံးအမများကိုရိုသေစွာနာယူကြသည်ဆရာကြီးသည်သူတို့နှစ်ဦးအားကျောင်းသား၏စိတ်ငြိမ်သောနေရာတစ်ခုတွင်ပတိကိုစီဖြင့်အဋိဌံဝင်စေကစိတ်ဓာတ်ကိုစတင်စစ်ဆေးလေတော့သည်မြိုင်သာယာရွာရှိရတနာပုံကျောင်းတိုက်ဝင်းအတွင်၌ကိန်းဝတ်ဆံပယ်တော်မူသောအောင်မြေလောကမန်အောင်ဖျားကြီး၏ရှေ့မှောက်တွင်မင်းရှင်နှင့်အလင်းရောင်တို့အတွက်ထူးခြားသောဘဝအလှည့်အပြောင်းတစ်ခုဖန်လာခဲ့သည်ဆရာကြီးဦးဘုံမြင့်ကသူတို့နှစ်ဦးကိုဖျားရည်မြင်တော်သို့ခေါ်ဆောင်သွားပြီးလေးနက်စွာမိန့်ကြားလိုက်သည်မောင်ရင်တို့ဒီအောင်မြေမန်အောင်ဖျားကြီးဟာတကယ့်ကိုအောင်မြေစူးစူးပဲဒီနေရာမှာမောင်ရင်တို့ကိုဦးကြီးက45ရက်အဋိဌံဝင်ခိုင်းမယ်ဒါဟာမောင်ရင်တို့ရဲ့စိတ်သက်ခွန်အားကိုစမ်းသပ်တာဖြစ်တယ်လို့အထက်လန်းပညာရဲ့တကယ်အနှစ်သာရကိုသိမြင်ဖို့ပဲဆရာကြီးသည်အဋိဌံဝင်ခြင်းဤနီးစနစ်များကိုအသေးစိတ်ညွှန်ကြားလေတော့သည်မောင်ရင်တို့နှစ်ယောက်လုံးဣတိပိသောဂုဏ်တော်ကိုတစ်နေ့108ပတ်စီမပြတ်မကွက်စိတ်ရမယ်အချိန်ကတော့45ရက်ဆက်တိုက်ပဲတရက်မှမပြတ်စေနဲ့အဋိဌံဝင်နေစဉ်အတွင်း၅ပါးသီလကိုလုံးဝမြဲရမယ်အသားလွတ်စားရမယ်စကားကိုလိုအပ်တာထက်ပိုမပြောဘဲစိတ်စိတ်နေရမယ်အဋိဌံမစခင်မှာငါသည်ဤအလုပ်ကိုပြီးဆုံးအောင်လုပ်မည်လို့ဘုရားရှိခိုးသစ္စာဆိုကြအေးဦးဆုံးဖရာကတော့ငါးပါးသီလခံယူပြီးနတ်မြမာတွေကိုပင့်ဖိတ်ပါပြီးရင်မိမိလိုရာစုကိုအဋိဌံပြုပြီးဂုံတော်ကိုစိတ်ဆူးဆိုင်ပြီးတော့စိတ်ပါပြီးရင်မေတ္တာပို့အမျှဝေဖို့မမေ့ပါနဲ့တတိထားရမှာကအဋိဌံဝင်နေတော့မှစမ်းသပ်မှုတွေကြုံရလိမ့်မယ်စိတ်တူစရာတွေဖျားကျင်သလိုလိုဖြစ်တာတွေဒါမှမဟုတ်ရင်ထူးဆန်းတဲ့အနှောက်အယှက်တွေပေါ်လာတတ်တယ်အဲ့ဒါတွေကိုစိတ်ရှည်သီးခံပြီးမတုံမလှုပ်ဖဲကြောဖြတ်နိုင်မှအောင်မြင်မှုရမှာမင်းရှင်နှင့်အလင်းရောင်တို့သည်ဆရာကြီး၏လမ်းညွှန်ချက်အတိုင်းအောင်မြေလောကမှန်အောင်ဖျားကြီးရှေ့တွင်ပတိကိုစီဖြင့်နေရာယူလိုက်ကြသည်45ရက်ဆိုသောအချိန်သည်ရှည်လျားပုံရတော်လဲသူတို့၏စိတ်ထဲတွင်တော့ခိုင်မာသောယုံကြည်ချက်များကိန်းဝတ်နေပြီဖြစ်သည်ပထမဆုံးရက်မှာပင်သူတို့ပတိစိတ်နေစဉ်ရုတ်တရက်လေပြင်းများတိုက်ခိုက်လာပြီးဖျားရည်မြင်တစ်ခုလုံးအေးစိမ့်သွားသည်အလင်းရောင်မှာစိတ်လှုပ်ရှားသွားတော်လဲဘေးကမင်းရှင်၏တည်ငြိမ်နေသောပုံစံကိုမြင်ပြီးစိတ်ကိုပြန်ထိန်ကဂုဏ်တော်ကိုသာအာယုံဆိုင်နေလိုက်သည်၎င်းမှာသူတို့အတွက်ပထမဆုံးသောစမ်းသပ်မှုစတင်ခြင်းပင်ဖြစ်တော့သည်အောင်မြေလောကမှန်အောင်ဖျားရည်မြင်တော်ထက်၌လေပြင်းများတဝေါဝေါတိုက်ခတ်လာပြီးထူးဆန်းသောအတန်မလန်များကြားနေရတော့လဲဆရာကြီးဦးဘုံမြင့်ကတော့တည်ငြိမ်မြဲတည်ငြိမ်နေစေဖြစ်သည်ဆရာကြီးသည်မင်းရှင်နှင့်မောင်လေးအောင်တို့ကိုကြည့်ကာအားပေးစကားဆိုလိုက်သည်မကြောက်ကြနဲ့မောင်ရင်တို့ဒါတွေကဘာမှမဟုတ်ဘူးအဋိဌံရဲ့အရှိန်ကြောင့်ပေါ်လာတဲ့အဖြတ်တွေပဲမောင်ရင်တို့ရဲ့သီလသမာဓိတက်လာမှာကိုမလိုလားတဲ့နှောက်ယှက်တွေပေါ့ဆရာကြီးသည်ပြောပြောဆိုဆိုဖြင့်ဖျားရည်မြင်ပတ်လည်တွင်အတွင်းစီးအပြင်စီးများကိုအစီရင်ဖြင့်ချလိုက်ပြီးသူတို့အတွက်အကာအကွယ်လုပ်ပေးလိုက်သည်ထို့နောက်45ရက်တာကာလပတ်လုံးကြုံတွေ့ရမည့်အဖြတ်အတားများကိုကြိုတင်သတိပေးလေတော့သည်မှတ်ထားကြအဋိဌံဝင်တဲ့အခါအုပ်စု3စုနဲ့အဖြတ်တွေလာတတ်တယ်ပထမကစိတ်ပိုင်းဆိုင်ရာအဖြတ်ပဲအိမ်ငိုက်တာပြင်းတာဒါတွေလုံးလို့တကယ်ရောထူးပါမလားဆိုတဲ့တန်တရားတွေဝင်လာလိမ့်မယ်ဒုတိယကရုပ်ပိုင်းဆိုင်ရာအဖြတ်ပဲရုပ်တရက်ဖြားတာခေါင်းကိုက်တာမျိုးတွေဖြစ်တတ်တယ်နောက်ဆုံးတော့နံလောကရဲ့နှောက်ယှက်မှုပဲချောင်းလန့်တန်တွေအပုပ်နှံ့တွေပေးပြီးစိတ်တက်ကြအောင်လုပ်တတ်ကြတယ်အဲ့လိုပြီးတော့ဆရာကြီးကဆက်လက်၍အဲ့ဒါတွေကိုတီးခံခြင်းခံတီနဲ့ကြော်ဖြတ်ပါနှောက်ယှက်သူတွေကိုမေတ္တာပို့ပါအဖြတ်တွေကြုံရတာဟာမင်းတို့ကြည့်စဉ်ကထိရောက်နေပြီဆိုတဲ့လက္ခဏာပဲဒါကြောင့်ဝန်တာရမယ့်ကိစ္စပဲမောင်ရင်တို့45ရက်တာကာလအတွင်းမင်းရှင်နှင့်မောင်လင်းအောင်တို့သည်ဆရာကြီးသတိပေးသည့်အတိုင်းစမ်းသပ်မှုပေါင်းစုံကိုကြုံတွေ့ခဲ့ရသည်တခါတရံအကြောင်းမဲ့ဒေါသထွက်လာခြင်းတခါတရံအိပ်၍မရလောက်အောင်ချောင်းလှန့်ခံရခြင်းများကိုကြံ့ကြံ့ခံရင်းသူတို့၏အဋိဌံကိုမယိုင်မလဲအောင်ထိန်းခဲ့ကြသည်နောက်ဆုံး45ရက်မြောက်သောနေ့သို့ရောက်ရှိလာသောအခါ
ဖျားရင်မြင်တော်တစ်ခုလုံးသည်ယခင်ကနှင့်မတူဘဲအလွန်အေးမြကြည်လင်သောရောင်ဝါများဖုံးလွှမ်းသွားသကဲ့သို့ခံစားလိုက်ရသည်မင်းရှင်နှင့်မောင်လင်းအောင်တို့သည်နောက်ဆုံးပတိအပတ်ကိုချလိုက်ချိန်တွင်သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါသွားပြီးစိတ်အာယုံမှာမှန်သားပြင်ကဲ့သို့ကြည်လင်တောက်ပနေတော့သည်သူတို့၏မျက်ဝန်းများတွင်ယခင်ကထက်ပုံမူခိုင်မာသောယုံကြည်ချက်နှင့်တမာတိအရှိန်အဝါများကိန်းဝတ်သွားပြီးဖြစ်သည်မင်းရှင်သည်ယခင်ကထက်စိတ်ဆွမ်းအားပုံမူထက်မြက်လာသလိုမောင်လင်းအောင်သည်လည်းသူ၏အမည်သစ်နှင့်အညီစိတ်ဓာတ်များလင်းလက်လာခဲ့သည်ဆရာကြီးဦးဖုံးမြင့်ကတာရု3 ချိန်ခေါ်လိုက်ရင်အောင်ပြီးမောင်ရင်တို့အောင်ပြီးအခုဆိုရင်မင်းတို့ရဲ့စိတ်ကအရင်လိုမဟုတ်တော့ဘူးခိုင်မာတဲ့တမာတိတတိုင်းကြီးဖြစ်သွားပြီရှေ့လျှောက်ဘလို့အောင်လန်းပညာပဲလာလာဘလို့နှဆိုးတွေပဲတွေ့မင်းတို့ရဲ့အလင်းအောင်ရှေ့မှာဘတော်မှမခံနိုင်တော့ဘူးဆရာကြီးဦးဖုံးမြင့်သည်အဋိဌံအောင်မြင်သွားသောမင်းရှင်နှင့်မောင်လင်းအောင်တို့ကိုဖျားချေရင်တွင်ခေါ်ယူထိုင်စေပြီးနောက်ထပ်တိမှတ်ထားရမည့်နည်းနည်းသောအယူအဆတို့ကိုဆက်လက်ရှင်းပြလေသည်မောင်ရင်တို့အခုဆိုရင်မင်းတို့ရဲ့သီလနဲ့တမာတိကအထိုက်အလျောက်ခိုင်မာနေပြီဒါကြောင့်အထက်လန်းပညာရှင်တွေကိုစောက်ရှောက်တတ်တဲ့အပိုင်၅ ပါးအကြောင်းကိုဦးကြီးပြောပြမယ်ဆရာကြီးကသူတို့နှစ်ဦးကိုစူးစိုက်ကြည့်ကတပားချင်းအစွမ်းကိုရှင်းပြသည်လောကမှာနေမြေအလိုက်တောတောင်အလိုက်စောင့်ကြရတဲ့အဆောက်အအုံအရှင်ကြီး၅ ပါးရှိတယ်ကျိုးပိုင်းအနှောင်အဖွဲ့နဲ့ချုပ်တင်ခြင်းမှာအစွမ်းထက်တယ်လှန်ပိုင်းထိုးဖောက်အောင်မြင်ခြင်းနဲ့ရန်သူကိုနှိမ်နင်းရမှာသုံးတယ်စင်ပိုင်းကြီးမားတဲ့ခွန်အားနဲ့တည်ကြည်မှုကိုပေးတယ်မြင်းပိုင်းဒါကတော့ဆက်သွယ်ရေးနဲ့အလျင်အမြန်အောင်မြင်မှုကိုပေးတဲ့မြင်းစည်းအရှင်ကြီးပေါ့တန်ပိုင်းတန်တိုင်းဒါမှမဟုတ်တန်ဓာလိုပဲခိုင်မာမှုနဲ့အောင်နိုင်မှုကိုပေးစွမ်းတယ်ဒီအဆောက်အအုံတွေဟာဒေတာတစ်ခုချင်းစီမှာတီးခြားစီရှိတတ်ကြတယ်။မောင်ရင်တို့တနေရာရာကိုသွားပြီးဘေးဒုက္ခနဲ့ကြုံရင်ဖြစ်စေလူတွေကိုကယ်တင်ရမှာဖြစ်စေဒီအရှင်ကြီးတွေကိုတိုင်တယ်ပြီးအကူအညီတောင်းရတယ်။ဒါပေမဲ့သတိထားရမယ့်အချက်ရှိတယ်။ဒီအဆောက်အအုံကြီးတွေဟာတစ္ဆာနဲ့သီလကိုအလွန်တန်ဖိုးထားသူတွေဖြစ်တယ်။မောင်ရင်တို့ကအဋိဌံဝင်နေတော့မှတစ္ဆာပြက်ကွက်ရင်ပဲဖြစ်ဖြစ်မဟုတ်ကရုပ်မာတဲ့အလုပ်တွေလုပ်ရင်ပဲဖြစ်ဖြစ်သူတို့ကမင်းတို့ကိုကာကွယ်မှာမဟုတ်ဘူး။အဲ့ဒီအစားသူတို့ကိုယ်တိုင်ကပဲမင်းတို့ကိုပြန်ပြီးတန်ခတ်လိမ့်မယ်။အထက်လန်းပညာရှင်ဆိုတာကိုအမြဲစစ်ဆေးနေရတယ်။ဆရာကြီးကမင်းရှင်ပခုံးကိုအသာယာပုံရင်းဆက်ပြောသည်မောင်ရင်တို့ရဲ့အဋိဌံဆွမ်းအားကြောင့်အခုဆိုရင်ဒီအရှင်ကြီးတွေကမင်းတို့ကိုအတိမတ်ပြုနေပြီးရှေ့လျှောက်ခရီးသွားတဲ့အခါသူတို့ရဲ့စောင့်မမှုကိုမောင်ရင်တို့ခံစားရလိမ့်မယ်မင်းရှင်နှင့်မောင်အလင်းအောင်တို့သည်ဆရာကြီး၏စကားကိုယိုသေးစွာမှတ်သားလိုက်ကြသည်မောင်အလင်းအောင်ကတော့သူ၏အမည်သစ်နှင့်အညီစိတ်ဓာတ်များပုံမူတက်ကြွနေပြီးမင်းရှင်ကမူအပိုင်၅ ပါး၏တာဝန်နှင့်အစွမ်းကိုပြန်လည်ဆင်ခြင်ကတာဝန်ကြီးပုံကိုတွေးတောနေလေတော့သည်ဆရာကြီးဦးဖုံးမြင့်ကမင်းရှင်နှင့်အလင်းအောင်တို့ကိုစူးစိုက်ကြည့်ကလျှို့ဝှက်စမ်းကြဲသောအပြုံးတစ်ခုဖြင့်မေးလိုက်သည်ငါဘာလို့မင်းတို့ကိုဒီပညာတွေလာသင်ပေးတာလဲသိလားသူတို့နှစ်ဦးစလုံးအဖြေမရှိသဖြင့်ခေါင်းခါပြလိုက်ကြသည်ဆရာကြီးကဆက်လက်၍မင်းတို့မှာပါရမီရှိတာကတကြောင်နောက်ပြီးဆရာကြီးဦးဝိဇ္ဇာကိုယ်တိုင်ကလည်းငါ့ကိုအတိပေးခဲ့လို့ပဲမင်းရှင်မင်းကိုဆရာကြီးကဘာလို့ပညာတွေအကုန်မသင်ပေးပဲခြံထားခဲ့လဲသိလားအေးအလဲအောင်ဆိုတဲ့ဒီကောင်လေးနဲ့အတူမင်းတို့နှစ်ယောက်ပေါင်းမှသင်ရမယ့်ပညာတွေဖြစ်နေလို့ပဲမင်းရှင်ကစိတ်ဝင်တစားဖြစ်ဒါနဲ့ဆရာကြီးဦးဝိဇ္ဇာကရောအခုဘယ်မှာလဲဟင်အဲ့လိုမေးလိုက်သည်ဝိဇ္ဇာတို့စုဝေးရာမဟာမြိုင်မှာပေါ့ကွာဦးဘုံမြင့်ကကောင်းငင်ရံကိုမျှော်ကြည့်ရင်ဆိုလိုက်သည်ဘေးကအလင်းရောင်ကလည်းဆက်စုကျင်စိတ်ဖြင့်မဟာမြိုင်ဆိုတာဘယ်နားမှာလဲဆရာကြီးကျွန်တော်တို့ရောအဲ့ဒီကိုလာလို့ရလားအဲ့လိုဖြတ်မေးလိုက်သည်လာလို့ရတာပေါ့ဒါပေမဲ့အခုမဟုတ်သေးဘူးနောက်တော့မင်းတို့အလိုလိုသိလာပါလိမ့်မယ်ဆရာကြီးသည်ထိုသို့ပြောပြီးနောက်ဖျားရင်ပြင်ပသို့ဖြင်းချင်းစွာရှောင်းလှမ်းထွက်ခွာသွားသည်မင်းရှင်ကလှမ်းကြည့်ရင်ဆရာကြီးပဲသွားမလို့လဲဦးလှမ်းမေးလိုက်ရာငါတောင်ဝန်ကျေးပြီးမောင်ရင်တို့တတ်မှတ်ထားတဲ့အချိန်လဲပြည့်ပြီဆိုတော့ငါမဟာမြိုင်ကိုပြန်ရတော့မယ်အလင်းရောင်ကတအံ့တအောကြီးဖြစ်
ဒါဆိုဆရာကြီးလည်းထွက်ရပေါက်ပြီးသားပုဂ္ဂိုလ်ပေါ့နော်ဟုမေးရာဆရာကြီးကခေါင်းကိုအသာရညှိပ်ပြသည်ထို့နောက်တတိယဟန်ဖြင့်ရပ်တန့်လိုက်ပြီးအော်ဒါနဲ့မင်းတို့နှစ်ယောက်အတွက်တာဝန်တစ်ခုရှိသေးတယ်ပန်းတိုင်ရွာဆိုတာရှိတယ်အဲ့ဒီရွာမှာအစွဲတစ်ခုကြောင့်မကျွတ်မလွတ်နိုင်သေးတဲ့ကလေးမလေးတစ်ယောက်ရှိနေတယ်အဲ့ဒါကိုသွားဖြေရှင်းကြရော့ဒါကငါရဲ့လက်ဆောင်ဆရာကြီးသည်သူ၏လွယ်အိတ်အတွင်းမှထူးဆန်းသောသင်္ကေတများပါသည့်ကြေးပြားတစ်ပြားစီကိုမင်းရှင်နှင့်အလင်းအောင်တို့လက်ထဲသို့ထည့်ပေးလိုက်သည်ကြေးပြားလေးကိုလက်ထဲဆုပ်ကင်လိုက်သည်နှင့်အေးမြသောစွမ်းအားတစ်ခုစိတ်ဝင်သွားသလိုခံစားလိုက်ရသည်ဆရာကြီးဦးဖုံးမြင့်သည်ဖျားမုံဝအထွက်လင်းတန်းတစ်ခုအတွင်းသို့တဖြည်းဖြည်းတိုးဝင်သွားရင်းမြေငွင်းထဲမှပျောက်ကွယ်သွားလေတော့သည်မင်းရှင်နှင့်အလင်းအောင်တို့သည်ဆရာကြီးပျောက်ကွယ်သွားရာလမ်းကိုကြည့်ရင်းကြေးပြားလေးကိုချစ်ချစ်ပါအောင်ဆုပ်ကင်ထားကြသည်သူတို့အတွက်နောက်ထပ်စိန်ခေါ်မှုအသစ်ဖြစ်သောပန်းတိုင်ရွာခရီးစဉ်သည်စတင်နေပြီဖြစ်သည်မင်းရှင်နှင့်အလင်းအောင်တို့သည်ဆရာကြီးဦးဖုံးမြင့်ပျောက်ကွယ်သွားပြီးနောက်ဖျားရင်ပြင်တော်မှဆင်းလာကရတနာပုံကျောင်းတိုက်ရှိဆရာတော်ထံသို့သွားရောက်ဖူးမြော်ကြသည်ကျောင်းပေါ်သို့ရောက်သောအခါဆရာတော်ကပြုံးရွှင်စွာဖြင့်ခရီးဦးကြိုဆိုလေသည်ကဲတကားလေးတို့အဋိဌံအောင်မြင်ခဲ့ရဲ့လားဒါနဲ့တကားကြီးဦးဖုံးမြင့်ကိုသူမပါလာပါလားမင်းရှင်ကလက်အုပ်ချီကရိုးသေးစွာလျှောက်ထားသည်တင်မဖေတပည့်တော်တို့အဋိဌံအောင်မြင်ခဲ့ပါတယ်ဖေဆရာကြီးဦးဖုံးမြင့်ကတော့သူ့တာဝန်ကျေပွန်ပြီးဆိုပြီးမဟာမြိုင်ကိုပြန်သွားပါပြီဖေဆရာတော်ကတာရုခေါ်တော်မူပြီးနောက်မင်းရှင်နှင့်အလင်းအောင်တို့သည်ဥစွာပထမ၅ပါးသီလခံယူစောင့်တည်ကြသည်ထို့နောက်အဋိဌံအောင်မြင်ခြင်းအထိမ်းအမှတ်ဖြင့်အောင်မြင်မှုကိုဖော်ဆောင်ပေးသည့်မွန်မြတ်သောအစားအစာများကိုဆရာတော်အားရှေးဥစွာဆက်ကပ်လူဒန်းကပ်လူကြလေသည်မင်းရှင်နှင့်အလင်းအောင်တို့သည်အောက်ပါအတိတ်ပဲရှိသောအစားအစာများကိုစီစဉ်၍ဆရာတော်အားကပ်လူကြသည်အုံထမင်းအုံကြွတ်ကြွတ်အောင်မြင်ကြော်ကြားစေရန်ရည်စူး၍ကပ်လူသည်ပေါက်စီရှေ့ဆက်မိအလုတ်ကိုင်းများပေါက်မြောက်စေရန်ကောင်းငင်မောင်းအခွင့်လန်းကောင်းများမိမိထံတွင်မြဲမြံစွာကပ်ပါလာစေရန်မုတ်လုံးရေပေါ်အစိုးများကြားတွင်နှင့်မသွားဘဲပေါ်လွင်ထင်ရှားစေရန်ထို့ပြင်နတ်သုဒ္ဓကဲ့သို့စင်ကြယ်သောတတိငါးမျိုးငပြောအုံတပြေတဖန်တရက်နှင့်ခွန်အားကိုပေးစွမ်းနိုင်သောနွားနုပြားရည်တို့ကိုလည်းစနစ်တကျပြင်ဆင်၍လူဒန်းခဲ့ကြသည်ဆရာတော်ကကတ်လူသမားကိုသုံးဆောင်၍အနုမောဒနာတရားဟောကြားကအမျှပေးဝေပြီးနောက်မှမင်းရှင်နှင့်အလင်းအောင်တို့သည်အကျွေးအကြံအောင်မြင်ခြင်းစွန်ခဲွယ်များကိုဝမ်းမြောက်ဝမ်းသာသုံးဆောင်ကြသည်ထိုမွန်မြတ်သောအာဟာရများကိုသုံးဆောင်လိုက်ရချိန်တွင်သူတို့၏ခန္ဓာကိုယ်အတွင်းစွမ်းအားသစ်များပြေဝလာသကဲ့သို့ခံစားရသည်45ရက်တာအားထုတ်ခဲ့ရသည့်ပင်ပန်းမှုများမှလည်းချက်ချင်းပင်ပျောက်ကွယ်သွားပြီးစိတ်ထဲတွင်ယခင်ကထက်ပိုမိုကြည်လင်ကခိုင်မာသောတမာတိရှိန်ဝါများကိန်းဝတ်သွားတော့သည်ဆရာတော်ကမင်းရှင်တို့ကိုကြည့်ကမိန့်ကြားသည်တကားလေးတို့အခုဆိုရင်မင်းတို့ဟာအောင်မြင်နှင်းပြီးသားသူတွေဖြစ်သွားပြီဆရာကြီးဦးပေါင်းမြင့်ပေးခဲ့တဲ့တာဝန်ကိုကျေပြွန်အောင်ဆက်လုပ်ကြပြီတော့မင်းရှင်နှင့်အလင်းအောင်တို့သည်ဆရာတော်ကိုဦးချကြော့ကဆရာကြီးညွှန်ကြားခဲ့သည့်ပန်းတိုင်ရွာသို့ခရီးဆက်ရန်စိတ်အားထက်သန်စွာဖြင့်ပြင်ဆင်ကြလေတော့သည်မင်းရှင်နှင့်မောင်လင်းအောင်တို့သည်သူတို့၏စိတ်ဓာတ်နှင့်ပညာကိုမြေတောင်မြောက်ပေးခဲ့သည့်ရတနာပုံကျောင်းတိုက်ကြီးကိုကြောခိုင်းကရှေ့သို့ခြေလန်းသစ်များလှမ်းလိုက်ကြသည်ထိုနေ့နနက်ခင်း၏အလှတရားမှာစကလုံးဖြင့်ဖော်ပြရန်ပင်ခဲရင်လှသည်ရွှေရောင်နေကြီးနုနုတို့သည်တစ်ပင်အုပ်များကြားမှတိုးဝှေ့ကျဆင်းနေပြီးကျောင်းဝင်းအတွင်းရှိတစ်ရွက်စိမ်းများပေါ်တွင်ထင်ကြံနေသောနှင်းဆက်ကလေးများမှာစိန်ပွင့်တကဲ့သို့တစ်ဖြက်ဖြက်တောက်ပနေကြသည်ပတ်ဝန်းကျင်တစ်ခုလုံးမှာအဋိဌံအောင်မြင်ခဲ့သည့်သူတို့၏စိတ်အာရုံတွင်အေးမြကြည်လင်နေသည်လေပြေအေးကလေးကတစ်ခက်များကြားမှတိုးဝေးတိုက်ခတ်လာစဉ်ကျောင်းဝင်းအတွင်းရှိစပယ်ပြူရနက်နှင့်နနက်ခင်း၏လက်ဆက်သောမြေနှံ့တို့မှာရောရှက်ခါလွင့်ပြန်နေသည်နားထဲတွင်လည်းတောချင်းငတ်တို့၏တာယာသောတေးဆူတန်များကခရီးဦးကြိုဆိုနေတကဲ့သို့ပဲ့တင်ထက်နေသည်ကိုအလင်းရောင်ပတ်ဝန်းကျင်ကတိတ်လှတာပဲနော်မင်းရှင်ကလွယ်အိတ်ကိုပခုံးတွင်အသေးချာပြင်လွင်ရင်းဆိုလိုက်သည်လင်းရောင်ကလည်းသူ၏နာမည်သစ်နှင့်အညီလင်းလဲတောက်ပနေသောမျက်ဝန်းများဖြင့်ပြုံးလျက်
ဟုတ်တယ်ဆရာလေးကျွန်တော်တို့ရဲ့ခရီးကအခုမှတကယ်စတာကျွန်တော်စိတ်ထဲမှာလည်းအရင်ကနဲ့မတူပဲတကယ်ကိုပေါ့ပါလန်းဆန်းနေတယ်သူတို့နှစ်ဦးသည်အောင်မြေလောကမှန်အောင်ဖျားကြီးကိုနောက်ဆုံးအကြိမ်ဖြစ်လှည့်၍ဦးချလိုက်ကြသည်ထို့နောက်တောအုပ်စိမ့်စိမ့်ကြီးအကြားမှဖောက်လုပ်ထားသောမြေနီလန်းကလေးအတိုင်းပန်းနိုင်ရွာစီသို့ဦးတီကတက်ကြွသောခြေလမ်းများဖြင့်ရှောက်လန်းသွားကြလေတော့သည်နေရောင်ကြီးကသူတို့၏ကြောပြင်ကိုနှွေးထွေးစွာဖြန့်ကျက်ထားပြီးရှေ့တွင်ရှိသောခရီးလမ်းမှာလည်းသူတို့၏စွမ်းအားအသစ်များဖြင့်လင်းထိန်နေတဲ့ကဲ့သို့ခံစားရပါတော့သည်သူတို့သည်လူတွေအတွက်အကျိုးပြုနိုင်တဲ့အလင်းရောင်လေးနှစ်ခုပင်ဖြစ်ပါတော့သည်အစွဲတစ်ခုကြောင့်မကျွတ်နိုင်တဲ့ကလေးမလေးကိုကယ်ထုတ်ဖို့အတွက်ခရီးဆက်လာကြတော့သည်နောက်လာမည့်မင်းရှင်နှင့်အစွဲကြီးတဲ့မိမိဆိုတဲ့ဇလန်းလေးကိုစောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါဦးရှင်အားပေးမှုအတွက်ကျေးဇူးအထူးတင်ပါတယ်စာရေးသူအောင်စီသူအဆင်ပြေတဲ့ဆိုရင်ကျမတို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးပါလို့မေတ္တာရက်ခံပါတယ်ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းတီးခဲ့ပေးပါအောင်လို့လည်းမေတ္တာရက်ခံပါတယ်ရှင်